လူတိုင်းကတော့ကိုယ့်ဘဝကိုချမ်းချမ်းသာသာနဲ့အေးအေးဆေးဆေးပြတ်သန်းကျင်ကြတာကြည့်ပါပဲဒါပေမဲ့တစ်ကမ္ဘာလုံးမှာရှိတဲ့နိုင်ငံပေါင်း200ကျော်ထဲမှာတကယ်ကိုရှေးဘုံပေါ်မှာအိတ်နေရတယ်လို့ပြောချမ်းသာဆုံးဖြစ်နေတဲ့နိုင်ငံတွေကဘယ်နိုင်ငံတွေဖြစ်မလဲဆိုတော့တင်ရောစဉ်းစားဖို့ပါလားကမ္ဘာချမ်းသာဆုံးနိုင်ငံတွေကိုသတ်မှတ်တဲ့အခါမှာတော့နိုင်ငံရဲ့စုစုပေါင်းထုတ်ကုန်တန်ဖိုးကိုလိုဝေနဲ့စားပြီးတဦးချင်းစီရဲ့ဝယ်ယူနိုင်စွမ်းအားဒါမှမဟုတ် GDP per capita နဲ့တိုင်းတာလေးရှိပါတယ်အခုကျွန်တော်တို့ကကမ္ဘာချမ်းသာဆုံးထိပ်သီး10နိုင်ငံအကြောင်းကိုလေ့လာကြည့်အောင်ပါနံပါတ်10နေရာမှာရှိနေတာကတော့ဒိန်းမတ်နိုင်ငံဖြစ်ပါတယ်ဒီနိုင်ငံဟာလူမှုပူလုံရေးစနစ်လွန်ကောင်းဝင်လူနေမှုအဆင့်အတန်းမြင့်မားတာကြောင့်နာမည်ကြီးပါတယ်အဂရိလိုက်စားမှုအနည်းဆုံးနိုင်ငံဖြစ်တယ်လို့နိုင်ငံသားတွေရဲ့ပြင်းပြဝင်ကလည်းတကယ့်ကိုအားကျစရာပါဆက်လက်ပြီးနံပါတ်9နေရာမှာတော့အားလုံးသိကြတဲ့အမေရိကန်ပြည်ထောင်စုရှိနေပါတယ်ကမ္ဘာစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်ပေမဲ့လူမှုရေးများများတာကြောင့်တဦးချင်းဝင်ငွေမှာတော့နံပါတ်9နေရာကိုရောက်နေတာပါဤပညာနဲ့တီထွင်ပိုင်းမှုမှာတော့သူတို့ဘယ်သူမှလိုက်လို့မရသေးပါဘူးနံပါတ်10နေရာမှာတော့နော်ဝေနိုင်ငံရှိနေပါတယ်ဒီနိုင်ငံကတော့သဘာဝတန်ခွင့်နဲ့ညီနိုင်ငံကထွက်တဲ့ဝင်ငွေတွေကိုနိုင်ငံသားတွေရဲ့အနာဂတ်အတွက်တည်ကြစနစ်တကျစုဆောင်းထားတဲ့နိုင်ငံပါပညာရေးနဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကလည်းအခမဲ့နေပါရှိကြတာဖြစ်ပါတယ်နံပါတ်9နေရာမှာတော့နိုင်နဲ့ဘဏ်လုပ်ငန်းတွေကြောင့်နာမည်ကြီးတဲ့ဆွစ်ဇာလန်နိုင်ငံဖြစ်ပါတယ်နိုင်ငံရေးအရာဂျားနေဝါဒကိုကျင့်သုံးပြီးတည်ငြိမ်တဲ့စီးပွားရေးစနစ်ရှိတာကြောင့်ကမ္ဘာတထေးကြီးရဲ့ပိုက်ဆံတွေစုဝေးရနေရာလည်းဖြစ်ပါတယ်နံပါတ်6နေရာမှာတော့ UAE ဒါမှမဟုတ်အာရပ်စော်ဘွားများပြည်တော်စုရှိနေပါတယ်ဒီနိုင်ငံပြင်ခီးသွွားလုပ်ငန်းနဲ့ကုန်သွယ်ရေးကိုပါအကြီးအကျယ်ချဲ့ထွင်ထားတာကြောင့်ကဏ္ဍရတွေကရွှေမြို့တော်ကြီးတွေလို့တောင်တင်စားကြရပါတယ်နံပါတ်5နေရာမှာတော့အာရှရဲ့လောင်စာမြို့တော်လို့သိများတဲ့မကာအိုရှိနေပါတယ်ခီးသွွားလုပ်ငန်းနဲ့ကာစီနိုလုပ်ငန်းတွေကရတဲ့ဝင်ငွေတွေဟာဒီတင်းငယ်တဲ့နေမြင်လေးတွေချမ်းသာဆုံးစီးရဲနေတဲ့ရောက်အောင်ပို့ဆောင်ပေးခဲ့ပါတယ်နံပါတ်4နေရာမှာတော့သဘာဝတန်ခွေမြောက်အများထွက်ရှိတဲ့ကာတာနိုင်ငံရှိနေပါတယ်။ဘာဖလားဘောလုံးပွဲကိုတော့ခန်းခန်းနာနာကျင်းပနိုင်တဲ့အထိသူတို့ရဲ့ကြွမ်းမှုကိုပြတ်တက်ခဲ့ပြီးသားဖြစ်ပါတယ်။တိတ်တီ3နေရာမှာတော့ကျွန်တော်တို့ရဲ့အိန္ဒိယစင်ကာပူနိုင်ငံရှိနေပါတယ်။သဘောတရားစာတလုံးဝမရှိပေမဲ့ဘာအဆင့်မီစိတ်ကန်းတွေဗန္နာရေးအချက်ချာနေရာတွေနဲ့ပညာသားပါအစီအမံခံခွဲမှုတွေကြောင့်အာရှမှာချမ်းသာဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။နံပါတ်2နေရာမှာတော့အိုင်ယာလန်နိုင်ငံရှိနေပါတယ်။အိုင်ယာလန်ဟာအခွင့်အလမ်းတက်တာကြောင့်အပင်းနဲ့ကိုဝဲလိုမျိုးကဘာကျော်ကုမ္ပဏီကြီးတွေရဲ့ရုံးချုပ်တွေခြေဆက်ရနေရလည်းဖြစ်လာပါနောက်ဆုံးမှာတော့ကမ္ဘာအချမ်းသာဆုံးနံပါတ်1နေရာကိုပိုင်ဆိုင်ထားတာကတော့လူဇင်ဘတ်နိုင်ငံဖြစ်ပါတယ်။ဥရောပအလယ်ဘိုးမှာရှိတဲ့ဒီနိုင်ငံလေးဟာဘဏ်လုပ်ငန်းနဲ့ဘဏ္ဍာရေးဝန်ဆောင်မှုတွေမှာကမ္ဘာထိပ်တန်းဖြစ်နေတယ်လို့နိုင်ငံသားတွေကလည်းတဦးချင်းဝင်ငွေအမြင့်မားဆုံးနဲ့အကောင်းဆုံးလူနေမှုသဘောကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒီနိုင်ငံတွေရဲ့တူညီတဲ့အချက်ကတော့တရားစာတကြွားရုံနဲ့မဟုတ်ပဲလူသားအရင်းမြစ်နဲ့စနစ်တကျအုပ်ချုပ်မှုတွေရှိနေတာပါပဲ။ဒီရောဒီနိုင်ငံတွေကဘယ်နိုင်ငံကိုအလဲသွားချင်တော့လဲဆိုတာကိုပြောပြခဲ့ကြပါဦးနော်။ခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုရဲလေ့လာနိုင်ဖို့ကျွန်တော်ရဲ့ Facebook နဲ့ YouTube Channel ကို Follow လုပ်ထားဖို့တောင်းဆိုပါရစေ။နောက်ထပ်ဘုသူတတက်တဲ့နဲ့ပြန်လာခဲ့ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်